ပရိသတ်ကြီးမင်္ဂလာပါဓမ္မ knowledge channel ကနေပြလဲကြိုဆိုလိုက်ပါတယ်လောကကြီးမှာလူတိုင်းဟာအောင်မြင်မှုပျော်ရွှင်မှုဆိုတဲ့တောင်ထိပ်ကိုရောက်ချင်ကြပါတယ်ဒါပေမဲ့လောကဒဏ်ရဲ့ line တဘိုးတွေကြားမှာတခါတလေကိုကဘလောက်ပဲရွေးလို့သားကြိုးစားမထင်မှတ်ထားတဲ့အချိန်မှာရုတ်တရက်အလူပြုတ်သွားတာစီးပွားရေးတွေတမဟုတ်ချင်းပြိုလဲသွားတာအကျွေးတွေပတ်လဲဝိုင်းသွားတာကိုအယုံကြီးဆုံးသူတွေကကိုကြောခိုင်းသွားတာမျိုးတွေကြုံရတာပါတယ်အဲ့ဒီလိုချိန်မျိုးမှာဘာလို့အစင်မပြေတော့ပဲငါဘဝတော့ဆုံးပါပြီငါခံစားတာတွေအောက်ဆုံးထိထိုးကျသွားပါပြီလို့ခံစားရတာပါတယ်မနက်မိုးလင်းတာနဲ့ပူပင်တော့ကားတွေကကြိုးစိုးနေပြီးညဘက်ဆိုရင်လည်းအိတ်မပြောတဲ့ညပေါင်းများစွာကိုဖျက်ဆီးရတာပါတယ်လူတကာရဲ့အထင်သေးကဲရမှုတွေကိုခံရတဲ့အခါဒီလောကကြီးထဲကနေအပီးတိုင်ထွက်သွားလိုက်ချင်တော့တဲ့ဆိုတဲ့စိတ်ဓာတ်ကြစရာအတွေးတွေအထိဝင်လာတတ်ပါတယ်တကယ်လို့သင်ဟာလက်ရှိအချိန်မှာအဲ့ဒီလိုလဲချနေတဲ့ကန်စာတာအောက်ဆုံးကိုရောက်နေတယ်လို့ခံစားနေရရင်ဒီဗီဒီယိုလေးကိုအဆုံးထိနားထောင်ပေးပါသင်အတွက်သတင်းတစ်ခုရှိပါတယ်အဲ့ဒါကတော့လူတစ်ယောက်အောက်ဆုံးချမ်းပင်ကိုရောက်သွားပြီဆိုရင်သူ့အတွက်ထက်တီကြရှာနေရမရှိတော့ပါဘူးအပေါ်ကိုပြန်တက်ဖို့လမ်းကြောင်းတစ်ခုပဲကြံပါတော့တယ်ဗုဒ္ဓဘာသာတရားတော်မှာကံတရားဆိုတာအမြဲတမ်းပြောင်းလဲနေတဲ့အရာပါအဆိုးဆုံးအချိန်ဆိုတာအတိတ်ကအကုသိုလ်ကံဝတ်ကြွေးတွေအားကုန်သွားတဲ့အချိန်အကျွေးဆက်ပြီးသွားတဲ့အချိန်ပါပဲဒီလိုအချိန်မျိုးမှာကိုယ့်ရဲ့စိတ်ကိုဘလို့ပြန်လဲစူးစီးမလဲပြိုလဲနေတဲ့စွမ်းအားတွေကိုဓမ္မနီးတကြဘလို့ပြန်လဲတီးဆောက်မလဲဆိုတာကိုသိသူပဲလိုအပ်ပါတယ်ဒါကြောင့်ဒီကနေ့ဗီဒီယိုမှာတော့ဘဝရဲ့အောက်ဆုံးချမ်းပင်ကိုရောက်နေချိန်မှာအမြန်ဆုံးပြန်လဲနာလန်ထူပြီးအရင်ကထက်အစပေါင်းများစွာပုံမအောင်မြင်တဲ့ဘဝကိုတည်ဆောက်နိုင်မယ်အစွမ်းထက်ဓမ္မနီလန်3ရက်ကိုအသေးစိတ်ရှင်းပြတင်ဆက်ပေးသွားမှာဖြစ်ပါတယ်နံပါတ်1ပြင်ပကိုအပြစ်တင်ခြင်းရပ်တန့်၍ကံကိုရဲဝံ့စွာတာဝန်ယူလက်ခံခြင်း radical acceptance of karma ပထမဆုံးနဲ့လဲကျနေတဲ့နေရာကနေပြန်ထားဖို့အရေးကြီးဆုံးခြေလှမ်းကတော့ငါဘာကြောင့်ဒီလိုဖြစ်ရတယ်လဲဆိုပြီးပြန်ပပတ်ဝန်းကျင်နဲ့အခြားသူတွေကိုအပြစ်တင်နေခြင်းကိုချက်ချင်းရပ်တန့်လိုက်ပြီးကိုယ့်ရဲ့ကံတရားကိုရဲဝံ့စွာတာဝန်ယူလက်ခံခြင်းပဲဖြစ်ပါရဲ့လူတယောက်ဒုက္ခရောက်တဲ့အခါအောက်ဆုံးကိုရောက်သွားတဲ့အခါတာမန်ပုထုဇဉ်တွေရဲ့ပထမဆုံးတွန့်ပြန်မှုကအပြစ်ရှာခြင်းပါပဲတိုင်းပြည်မကောင်းလို့စီးပွားရေးစနစ်ကြီးဆိုးရွားနေလို့ဟိုလို့လိန်သွားလို့ငါမိဘကမထောက်ပံ့နိုင်လို့စသဖြင့်အကြောင်းပြချက်အမျိုးမျိုးရှာပြီးလက်ညှိုးတက်ကြပါတယ်တချို့ဆိုငါဒီလောက်ဖျားတရားလောက်တာတော့ဘာလို့ငါကြမှာဒီလိုဒုက္ခရတာလဲဆိုပြီးဖျားကိုတော့အပြစ်တင်တတ်ကြပါတယ်ဒီနေရာမှာတတိထားရမယ့်အချက်ကသင်ကအပြင်ဘက်ကိုအပြစ်တင်ညီးသွားနေစေသင်ရဲ့စိတ်တန်းတာမှာဒေါသနဲ့တောကတွေသာဆက်တိုက်ဖြစ်ပေါ်နေပါလိမ့်မယ်နန်ပိုင်းဆိုင်ရာပြောရရင်ညီးသွားခြင်းဟာအဆိုးဆုံးသောအမှန်ကလာစွမ်းအံတွေကိုဆွဲငင်ပါတယ်။တင်ညီးသွားလေအပြစ်တင်လေတင့်ရဲ့ကြက်တရေမန်ကလာတွေပုံမဆုပ်ရွ၍အောက်ဆုံးကျမ်းပြေမှာကြာပိတ်မိလေဖြစ်ပါလိမ့်မယ်။ဒါဟာလဲကြလေးတဲ့သူတယောက်ကိုထပ်ပြီးကြောက်ခဲတဲ့ချီကရေထဲကန်ချလိုက်ကအတူတူပါပဲ။ဒီဆိုးရွားတဲ့ထံယောကင်းကနေရွန်းကြွက်ဖို့ဆိုရင်ဘုဒ္ဓမြတ်စွာဘုရားဟောကြားခဲ့တဲ့ကမ္မစကောမိငါသည်သာလျှင်ကံလင်မိမိအမွေရှိသူဖြစ်တယ်ဆိုတဲ့တရားကိုနှလုံးသွင်းရပါမယ်။လောကကြီးမှာမတော်တဆဖြစ်လာတာဘာတစ်ခုမှမရှိပါဘူး။အခုလက်ရှိသင်ခံစားနေရတဲ့ဒုက္ခအကျွေးပတ်လည်ဝိုင်းနေမှုလူတွေရဲ့စွန့်ချွာသွားမှုအားလုံးဟာအတိတ်တန်တရားတကွေးကသင်ကိုယ်တိုင်ပြုလုပ်ခဲ့တဲ့အကြောင်းတရားအကုသိုလ်ကံတွေကြောင့်အခုအချိန်မှာအကျိုးပေးလာတာပါဟိုလူကြောင့်ဒီလူကြောင့်မဟုတ်ပါဘူးသူတို့ကတင့်ရဲ့ကံတရားအကျိုးပေးဖို့အတွက်အကြောင်းခံတွေတတ်တာဖြစ်ပါရဲ့ဒါကိုနက်နက်ရှင်းရှင်းသဘောပေါက်လက်ခံလိုက်ပါအော်ဒါဟာငါလောက်ခဲ့တဲ့အကျွေးတွေပဲအခုငါပေးဆက်ရမယ့်အချိန်ရောက်လာပြီဒီအတွက်ဘသူကိုမှအပြစ်မတင်တော့ဘူးလို့စိတ်ထဲကနေရဲဝံ့လက်ခံလိုက်ပါအဲ့ဒီလိုလက်ခံလိုက်တာနဲ့တပြိုင်နက်တင်ပခုံးပေါ်ကအလွန်လေးလံနေတဲ့ဒေါသနဲ့ပူဆွေးမှုဝန်ထုပ်ပုံကြီးဟာချက်ချင်းပေါ့ပါသွားတာကိုအံ့ဩစရာခံစားရပါလိမ့်မယ်အတိတ်ကလောက်ခဲ့တဲ့ကံတွေကြောင့်အခုလက်ရှိအောက်ဆုံးကိုရောက်နေရတာမှန်ပေမဲ့နောက်ထပ်အရေးကြီးတဲ့အချက်ကအနာဂတ်ဆိုတာအခုလက်ရှိပြစ္ဆုတ်ပံမှာတင်ဘာဆက်လုပ်မလဲဆိုတာအပေါ်မှာရာဂိုင်နှုံးနဲ့မူတည်နေပါတယ်အတိတ်ကအမားတွေကိုအပြစ်တင်ညီးသွားနေမဲ့အစားကိုယ်ကံကိုတာဝန်ယူပြီး
ဒီကနေ့ကစပြီးငါရဲ့ဘဝကိုအကောင်းဆုံးဖြစ်အောင်ကုသကံအသစ်တွေနဲ့ပြန်လဲတီဆောက်မယ်လို့စိတ်ပိုင်းချလိုက်ပါဒါဟာအောက်ဆုံးရောက်နေတဲ့ကန်စာတာကိုအပေါ်သို့ပြန်လဲဆွဲတင်ဖို့အတွက်ကအလိုအပ်ဆုံးနဲ့အခိုင်အမာဆုံးသောအုတ်မြစ်ကြီးကိုစတင်ချလိုက်ခြင်းပဲဖြစ်ပါတယ် နံပါတ်2လက်ပိတ်နေမှုကိုဖောက်ချရန်အတန်တိတ်စွန့်ကြဲခြင်း The power of silent giving ဒုတိယမြောက်ပြုလုပ်ရမယ့်အစွမ်းထက်ဆုံးဓမ္မနီလန်းကတော့နားထောင်လိုက်ရင်အနှဲငယ်ထူဆန်းနေပါလိမ့်မယ်အဲ့ဒါကတော့မိမိကိုယ်တိုင်အောက်ဆုံးရောက်နေခြင်းငွေကြီးအခက်ခဲအဖြစ်ဆုံးချိန်မှာပဲသူတစ်ပါးကိုအတန်တိတ်စွန့်ကြဲပေးကမ်းခြင်းပဲဖြစ်ပါတယ်တာမန်စဉ်းစားကြည့်ရင်ငါအမှားတော့စားစရာမရှိလို့ဒုက္ခရောက်နေတာသူများကိုဘလို့လို့ပေးကမ်းလူရမ်းနိုင်မှလဲလို့တွေးစရာရှိပါတယ်ဒါဟာလူတော်များများတွေးလေရှိတဲ့အမှားတစ်ခုပါလောကီသဘောတရားအရာကြည့်ရင်ပတ်စံမရှိလို့မလူနိုင်တာမှန်ပြီမဲ့ဓမ္မသဘောတရားကံကံဤအကျိုး law of karma အရာကြည့်ရင်တော့မလူခဲလို့မပေးကမ်းဟဲ့လို့အခုလိုဆင်းရဲပြီးအောက်ဆုံးကိုရောက်နေရတာထဲပါတယ်ရေပိုက်တစ်ထဲမှာအမိုက်ဒီပိတ်ဆို့နေရင်ရေလီဆက်စီလို့မရတော့တယ်လို့ပါပဲသင်ရဲ့ဘဝမှာလည်းအတိတ်က mixeria လို့ခေါ်တဲ့တွန့်တိုဆင်းနေတဲ့စိတ်တွေလောဘစိတ်တွေအားကြီးခဲ့တဲ့အတွက်အခုချိန်မှာလက်လာပါတကားပေါက်ကြီးလုံးဝပိတ်ဆို့သွားတာပါဒီပိတ်ဆို့နေတဲ့လက်လာပါရေစီးကြောင်ဤကိုပြန်ပွင့်သွားအောင်ဖောက်ချပေးနေတဲ့တခုတည်းသောအရာဟာဒါနလို့ခေါ်တဲ့စွန့်လွတ်ပေးကမ်းခြင်းပဲဖြစ်ပါတယ်ဒီနေရာမှာအရေးကြီးတာကဖျားတီကျောင်းဆောင်ဖို့တင်းရထောင်ကြီးပြီးလူဖို့ပြောနေတာမဟုတ်ပါဘူးတက်လက်ထဲမှာပတ်စံ1000ပဲရှိရင်တော့အဲ့ဒီထဲကယာကနန်းလောက်ကိုဖြူစင်တဲ့စိတ်နဲ့ခွဲဝေပေးကမ်းဖို့ဖြစ်ပါတယ်အထူးသဖြင့်ကန်စာရညက်အနီးချင်းမှာအစွမ်းထက်ဆုံးကအတန်တိတ်စွန့်ကြဲခြင်းပါပဲဆိုရှယ်မီဒီယာပေါ်မှာဓာတ်ပုံရိုက်တင်ပြီးနာမည်လိုချင်လို့လှူတာမျိုးလုံးဝမလုပ်ပါနဲ့ဘသူမှမသိအောင်ဘသူစီကမှကျေးဇူးတင်စကားပြန်မမျှော်လင့်ပဲတိတ်တဆိတ်ကူညီပေးပါဥပမာလမ်းဘေးကခွေးလေးတွေကြောင်လေးတွေကိုအစာကျွေးတာအိမ်ရှိကပယုတ်စိတ်လေးတွေကိုတကြားစီလေးတွေချကျွေးတာမျိုးကိုယ့်ထက်အစင်မပြေတဲ့လမ်းဘေးဈေးတယ်လေးတွေရှိကနေဈေးမစစ်ပဲပစ္စည်းတစ်ခုခုဝယ်ပေးလိုက်တာမျိုးတွေဟာအလွန်ထိရောက်တဲ့အတန်တိတ်ဆွန့်ကြဲခြင်းတွေပါပဲတကယ်လို့တဲ့မှာငွေကြေးတပြားမှမရှိဘူးဆိုရင်တော့တင်းရဲ့လုတ်အားနဲ့ဆွန့်ကြဲလို့ရပါတယ်ဖေယားမတမျက်လေးတာအမိုက်ကောက်တာတက်ကြီးရွယ်ဦးဒီကိုလမ်းကူးပေးတာတွေဟာအလွန်မွန်မြတ်တဲ့ဝေယဝိဆာဒါနတွေဖြစ်ပါတယ်စိတ်ပိုင်းဆိုင်ရာပြောင်းလဲမှုနဲ့စစ်ကြဝဠာကြီးတုံ့ပြန်မှု The shift from scarcity to abundance ဘာဖြစ်လို့ဒီလိုအတန်တိတ်စွန့်ကြဲတာကကန်စာရကိုအမြန်ဆုံးပြန်လဲတက်လာစေတာလဲအကြောင်းရင်းကတော့တင်းအောက်ဆုံးကိုရောက်နေချိန်မှာတင်းရဲ့စိတ်ထဲမှာငါမှဘာမှမရှိတော့ဘူးငါဆင်းရဲနေပြီဆိုတဲ့အငတ်ပဲစိတ်ဓာတ်ကြီးကအပြည့်အဝဖုံးလွှမ်းနေပါတယ်အဲ့ဒါလို့ပူလောင်နေတဲ့အချိန်မှာတင်းကသူတစ်ပါးကိုကိုတက်နိုင်တဲ့ဘက်ကနေတခုခုပေးကမ်းလိုက်တဲ့အခါတင်းရဲ့ဦးနောက်နဲ့မတိစိတ်ကရုတ်တရက်အံ့ဩသွားပါတယ်ဟင်းငါမှဘာမှမရှိဘူးထင်နေတာတကယ်တော့ငါဟာသူတစ်ပါးကိုပေးကမ်းနိုင်လောက်တာပြည့်စုံနေသေးတာပဲဆိုပြီးစိတ်ထဲမှာပီတိဖြစ်သွားပြီးအေးချမ်းသွားပါတယ်အဲ့ဒါလို့ပီတိဖြစ်သွားတဲ့အခိုက်အတန့်လေးမှာပဲတင်းကိုဖုံးလွှမ်းနေတဲ့စင်းရဲခြင်းအမင်္ဂလာတက်ကြီးကကွဲအပ်သွားပါတယ်စัจ java ဝါကြီးကိုလည်းငါဟာပေးကမ်းနိုင်သူချမ်းသာသူဖြစ်တယ်ဆိုတဲ့သတင်းစကား abundance signal ကိုအလိုလိုပေးပို့လိုက်တာမှဖြစ်သွားပါတယ်ဒါဟာဓမ္မသဘောတရားအရာပြောရရင်စေတနာထက်သန်တဲ့ကုသလကံအသက်တွေစက်တိုက်ဖြစ်ပေါ်သွားတာဖြစ်ပါတယ်ဒီလိုဖြူစင်တဲ့စိတ်ထားနဲ့နေ့စဉ်မှန်ကန်အတန်တိတ်စွန့်ကြဲပေးကမ်းကြည့်ပါတင်းရဲ့ပိတ်ဆို့နေတဲ့လက်လာပါရေးရှိပိုက်ခေါက်ကြီးဟာတဖြည်းဖြည်းပွင့်လာပါလိမ့်မယ်မထင်မှတ်ထားတဲ့နေရာကနေအကူအညီတွေရလာမယ်ပိတ်နေတဲ့အလိုအကောင်းတွေပြန်ပွင့်လာမယ်ကံတရားကတင့်ကိုအောက်ဆုံးကြံပြင်ကနေအပေါ်ကိုပြန်လဲဆွဲတင်ဖို့အတွက်နီးလန်းမြောင်းစွာနဲ့အန်အိုးစရာထောက်ပံ့လာတာကိုကိုယ်တွေ့ခံစားရပါလိမ့်မယ်နံပါတ်3မိမိအားဒုက္ခပေးသူများကိုအကျွမ်းမဲ့ခွင့်လွှတ်ခြင်းနဲ့မေတ္တာဘာဝနာဖြင့်အကာအကွယ်ယူခြင်း absolute forgiveness and မေတ္တာဘာဝနာတတိယမြောက်နဲ့နောက်ဆုံးကျင့်သုံးရမယ့်အစွမ်းထက်ဆုံးဓမ္မနိလန်ကတော့သင်ကိုဒီလိုအောက်ဆုံးအချင်းတီထိရောက်အောင်တွန်းချသွားတဲ့သူတွေဒုက္ခပေးသွားတဲ့သူတွေအားလုံးကိုအကျွမ်းမဲ့ခွင့်လွှတ်ပြီးသင်ရဲ့စိတ်ဝိညာဉ်ကိုမေတ္တာဘာဝနာနဲ့ပြန်လဲကုစားခြင်းပဲဖြစ်ပါတယ်လူတစ်ယောက်ဘဝပြတ်သွားတဲ့အချိန်အောက်ဆုံးကိုရောက်သွားတဲ့အချိန်မှာအဆိုးဆုံးခံစားရတဲ့ဝေဒနာကနာကြည်မှုနဲ့နောင်တပါတယ်ငါ့ကိုယုံအောင်လိန်သွားတဲ့သူတောင်းစားငါ့ကိုတစ္ဆာဖောက်သွားတဲ့ကောင်မစသဖြင့်အဲ့ဒီလူတွေကိုနေရောညာပါကျိန်ဆဲနေတတ်ပါတယ်ဒါပေမဲ့တေချာစဉ်းစားကြည့်ပါသင်ကသူတို့ကိုကျိန်ဆဲနေလို့သူတို့တခုခုဖြစ်သွားလားဆိုတော့မဖြစ်ပါဘူးအမှန်တကယ်လောင်ကျွမ်းပြီးပူလောင်နေရတာကသင်ရဲ့ရင်ပတ်ထဲမှာပါဒေါသနဲ့နာကြည့်မှုဆိုတာ
ကိုယ်တိုင်အစိတ်တောက်ပြီးတစ်ဖက်လူသေးပါစေလို့ဆူတောင်းနေတာနဲ့အတူတူပါပဲအဲ့ဒီနာကြီးမှုကြီးရှိနေစ၍တင်းရဲ့ခြေတော့ဖာတန်ကြိုးအကြီးကြီးတစ်ချောင်းနဲ့ချီနှောင်ထားသလိုဖြစ်နေပြီးဘလောက်ပဲအပေါ်ကိုပြန်တက်ဖို့ကြိုးစားဒီအကုသူစွမ်းရင်ကြီးကတင့်ကိုအောက်ကိုပြန်ဆွဲချနေပါလိမ့်မယ်ဒါကြောင့်ဒီကနေ့ကစပြီးတင့်ကိုဒုက္ခပေးခဲ့တဲ့သူတွေကိုစိတ်သေးကနေအကျွမ်းမဲ့ခွင့်လွတ်လိုက်ပါသူတို့ခွင့်လွတ်ခံရလောက်ကောင်းလို့မဟုတ်ဘူးတင်ကိုယ်တိုင်ဒေါသတန်တရားကနေလွတ်မြောက်ပြီးအေးချမ်းဖို့ထိုက်တန်လို့ခွင့်လွတ်လိုက်တာပါဗုဒ္ဓဘာသာအမြင်အရဆိုရင်လည်းငါအတိတ်ကယူခဲ့တဲ့အကျွေးတွေအခုဒီဘဝမှာဆက်လက်ရပြီးဒီဘဝနဲ့တင်ကြေပါစေတော့ဆိုပြီးကြေနဲ့ကြီးလွတ်ချလိုက်ပါအဲ့ဒီလိုခွင့်လွတ်လိုက်တာနဲ့တပြိုင်နက်တင့်ကိုရစ်ပါထားတဲ့အာကုတူတန်ကြိုးကြီးဟာပြတ်တောက်သွားပြီးတင့်စိတ်ဟာအလွန်ကိုပေါ့ပါလွတ်လပ်သွားပါလိမ့်မယ်လက်တွေ့မေတ္တာပို့ခြင်းဖြင့်ကန်စာတာကိုအထွတ်အထိပ်ထိဆွဲတင်ခြင်း rising with the power of loving kindness ခွင့်လွတ်ပြီးသွားပြီဆိုရင်တော့ဟာလာဟင်းလင်းဖွသွားတဲ့တင့်ရဲ့စိတ်နှလုံးအိမ်ထဲကိုအမြင့်မြတ်ဆုံးသောစွမ်းဟင်ဖြစ်တဲ့မေတ္တာကိုအစားထိုးထည့်ရပါမယ်ညအိယာဝင်တိုင်းမနက်အိယာထားတိုင်းအချင်း30မိနစ်လောက်ပေးပြီးတိတ်ဆိတ်တဲ့နေရာမှာထိုင်ပါမျက်လုံးလေးမွေးပြီးပထမဦးဆုံးအနေနဲ့ကိုမေတ္တာပို့ပါငါကိုငါခွင့်လွတ်ပါတယ်ငါကိုငါချစ်ပါတယ်အခက်ခဲတွေကြားကနေတောင်းခံထားပေးတဲ့ငါရဲ့ခန္ဓာကိုယ်နဲ့စိတ်ကိုကျေးဇူးတင်ပါတယ်ငါဟာအေးချမ်းပါစေအောင်မြင်ပါစေလို့ကိုအရင်ဆုံးအားပေးကူစားပါအဲ့ဒီနောက်မှာတော့ပတ်ဝန်းကျင်ကတတ္တဝါတွေအားလုံးနဲ့တကွတင့်ကိုဒုက္ခပေးခဲ့တဲ့သူတွေကိုပါအာယုံပြုပြီးသူတို့လည်းချမ်းပါစေချမ်းသာပါစေဆင်းရဲဒုက္ခမှကင်းဝေးကြပါစေလို့မေတ္တာလွှမ်းခြုံပေးလိုက်ပါမေတ္တာကိုယ်တွေဆိုတာပါဇက်ကနေအလွတ်ရွတ်နေုံနဲ့မရပါဘူးရင်ထဲကနေတကယ်ကိုအေးချမ်းတဲ့ခံစားချက်ကြီးထွက်ပေါ်လာတဲ့အထိတတိကပ်ပြီးပို့ရတာပါဒီလိုမေတ္တာဓာတ်တွေတင့်ရင်ထဲမှာပြေဝလာတဲ့အခါတင့်ရဲ့ကိုရောင်ကိုဝါဟာအမဲရောင်ကနေတောက်ပတဲ့ရွှေရောင်တွေအဖြူရောင်တွေအဖြစ်ပြောင်းလဲသွားပါတယ်နှကောင်းတဲ့မြတ်တွေဟာမေတ္တာပို့တဲ့သူရဲ့အနာကိုအမြဲတမ်းချင်းကပ်ဆောင်ရှောက်လေးပါတယ်ကန်ဆာတာအောက်ဆုံးရောက်နေချိန်မှာမေတ္တာတို့ရွတ်ဖတ်ခြင်းမေတ္တာပို့ခြင်းဟာတင့်အထက်ဘယ်လိုဘေးအန္တရာယ်ကမှမဖြစ်စီနိုင်တဲ့အခိုင်အမာဆုံးသောအကာအကွယ်တန်ချအင်ဂျီတစ်ချောင်းကိုဝစ်စုံလိုက်တာနဲ့အတူတူပါပဲဖြစ်ပါတယ်ကဲအခုဆိုရင်ကန်ဆာတာအောက်ဆုံးထိထိုးကြနေချိန်မှာအမြန်ဆုံးပြန်လဲနာလန်းခံပေးစေမယ်အစွမ်းထက်ဓမ္မနီလန်3ရက်ကိုပြည့်စုံတိရှိသွားပြီလို့ယုံကြည်ပါတယ်ပြန်လဲအချင်းချုပ်ရရင်နံပါတ်1အပြည့်တင်နီးတွဲနေမဲ့အကြားကိုယ့်ရဲ့ကံကိုရဲပွင့်ပွင့်တာဝန်ယူလက်ခံပါနံပါတ်2လက်လာပါပိတ်ဆို့နေမှုတွေပွင့်သွားအောင်ကိုတက်လိုက်တဲ့ဘက်ကနေအတန်တိုက်စွန့်ကျဲလူတန်းပါနံပါတ်3ကိုဒုက္ခပေးသူများကိုအကျွမ်းမဲ့ခွင့်လွတ်ပြီးမေတ္တာဘာဝနာနဲ့စိတ်ဝိညာဉ်ကိုပြန်လဲကုစားပါကြော်ပြတဲ့စာရေးစာမကြီး J.K. Rowling ကပြောပူပါတယ်ဘဝရဲ့အောက်ဆုံးခိုးရင်ဖွသွားခြင်းဟာကျမဘဝကိုပြန်လဲတိဆောက်ဖို့အတွက်အခိုင်အမာဆုံးသောအုတ်မြစ်ကြီးဖြစ်လာခဲ့ပါတယ်တဲ့မှန်ပါတယ်အခုချိန်မှာတင်အောက်ဆုံးရောက်နေတယ်ဆိုတာတင်ဘဝပြီးဆုံးသွားတာမဟုတ်ပါဘူးအသက်ပြန်လဲစတင်ဖို့အတွက်အဟောင်းတွေကိုရှင်းလင်းဖယ်ရှားလိုက်တာဖြစ်ပါတယ်ဒီကနေ့ဗီဒီယိုလေးကိုကြည့်ပြီးတာနဲ့စိတ်သက်ကြနေတာတွေကိုရပ်တန့်လိုက်ပါမျက်ရည်တွေကိုတုတ်လိုက်ပါအတိတ်ကအကျွေးတွေကြေသွားပြီဆိုတော့ဒီကနေ့ကစပြီးတင်လုတ်သမျှဟာအမြတ်ကြီးတွေပါပဲအထက်မှာပြောခဲ့တဲ့နီလန်3ခုကိုယုံကြီးနဲ့လက်တွေ့ကျင့်သုံးပြီးအောက်ဆုံးခုရင်ကနေအမြင့်ဆုံးတောင်ထိပ်ကိုရဲဝံ့ပြန်လက်တက်လန်းဖို့ဖိတ်ခေါ်လိုက်ပါတယ်စီဒီကနေ့တင်ဆက်ပေးခဲ့တဲ့အကြောင်းအရာလေးကလက်ရှိအခက်အခဲကြုံနေတဲ့သူတွေအတွက်အမှန်တကယ်ခွန်အားဖြစ်စေတယ်ဆိုရင် like and share လေးလုပ်ပြီးအခြားလူအပ်နေတဲ့သူတွေကိုလည်းဓမ္မဒါနအဖြစ်မျှဝေပေးပါဦးနော်နောက်ထပ်လည်းလောကီလောကုတ္တရာနှစ်ဖြာသောအကျိုးကိုဖြစ်ထွန်းစေမဲ့ဘ ഹു တုတ္တတွေကိုဆက်လက်တင်ဆက်ပေးသွားမှာမို့ Dhamma Knowledge Channel လေးကို subscribe လုပ်ထားဖို့ဖိတ်ခေါ်အပ်ပါတယ်အားလုံးပဲလောကဒန်မုန်တိုင်းတွေကိုရဲဝံ့ကြော်ဖြတ်နိုင်ပြီးအရင်ကထက်အဆအပေါင်းများစွာတာလွန်ကောင်းမွန်တဲ့ဘဝတက်ကိုတိဆော့ပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာ